သုံးလုံးနှလုံးကနန်းပေးရမှန်လန်းလုံးမြန်မာပြည်မှာနာမည်တဟုန်တိုးကြီးနေတဲ့အဘဆရာဘိုးတော်ဝင်းစိန်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မြန်မာနိုင်ငံမှာအတိတ်တစ်ချိန်တုန်းကတော့ဘိုးမင်းကောင်ဘိုးဘိုးအောင်စသဖြင့်လူတွေကိုအကူအညီမဆကြတဲ့ဘိုးတော်တွေရှိခဲ့ပါတယ်အခုလည်းမြန်မာပြည်မှာခေတ်သစ်ဘိုးတော်တစ်ပါးပေါ်လာပါပြီအဲ့ဒါကတော့ဘိုးတော်ဝင်းစိန်ဖြစ်ပါတယ်ဘိုးတော်ဝင်းစိန်ဟာအခုချိန်မှာစင်းရဲမွေးတည်ပြီးကမ္ဘာပေါ်မှာဖွံ့ဖြိုးမှုတောက်ကြနေတဲ့မြန်မာနိုင်ငံကိုထိပ်တန်းကမ္ဘာပေါ်မှာချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်အောင်ကူညီမဆတော့မှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဘိုးတော်ကတကူကြီးလွန်လို့ယုံကြည်ကိုးကွယ်တဲ့သူတွေကလည်းတော်တော်လေးများပြားနေပါပြီအခုဆိုရင်ဘိုးတော်ကြောင့်ဘိုးတော်ဝင်းစိန်မဆလို့တတိဖြစ်သွားတဲ့လူတွေကဘိုးတော်ကိုလှူဒန်းကြလို့အခုချိန်မှာဘိုးတော်ဟာတိမ်ပေါင်းတောင်းချီတန်းနဲ့ငွေဆွဲကြိုးတွေရွှေဆွဲကြိုးတွေနဲ့တကယ့်ကိုခမ်းနားနေပါပြီလူတွေကတော့တကူကြီးကအကူညီမိုင်းမဆလို့နဲ့ဘိုးတော်ဝင်းစိန်ကိုခေတ်သစ်ဘိုးဘိုးအောင်လို့တောင်တင်စားကြပါတယ်ဘိုးတော်ဝင်းစိန်ဟာငကနေတချင်းတွေကလိုပဲဆင်းရဲမွဲတည်နေရင်ငမွဲတွေကိုတထေးဖြစ်အောင်ကူညီဆောင်မနေရပါဒါကြောင့်ဘိုးတော်ဘေးပဲတော်နောက်ကနေလိုက်တဲ့ချွေရန်လူအုပ်ကြီးကအများကြီးပါပဲအခုဆိုရင်တော့ဘိုးတော်ဝင်းစိန်ရဲ့တရင်ကနိုင်ငံသားထိတောင်မှနာမည်ကြီးသွားလို့နိုင်ငံသားကလူတွေကပါဘိုးတော်ဝင်းစိန်ကိုလာရောက်ဖူးမြော်ခစားနေရပါပြီဆင်းရဲတဲ့လူတွေကိုဘိုးတော်မဆတဲ့နေလန်ကတော့နှလုံးသုံးလုံးကနန်းပေးတာပါပဲအားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာသုံးလုံးကနန်းနှလုံးကနန်းတွေနဲ့ချဲထိုးကြတာကတော်တော်လေးကိုခေတ်စားပါတယ်တိတိကျကျပြောရရင်ချဲနှလုံးဆိုတာကထိုင်းနိုင်ငံရဲ့ stock share ဈေးကွက်ကနောက်ဆုံးနံပါတ်နှလုံးကိုမှန်အောင်ချဲထိုးရတာပါသုံးလုံးဆိုတာကတော့တစ်လားကို2ကြိမ်ကနန်းလှည့်ရတဲ့ထိုင်းတီအမျိုးအစားဖြစ်ပါတယ်မြန်မာနိုင်ငံကလူတွေကတော့အဆိုပါနှလုံးသုံးလုံးကနန်းတွေကိုလိုက်ပြီးတော့ချဲထိုးကြတာပါဒါပေမဲ့နှလုံးကအကွက်တရာသုံးလုံးကအကွက်1000ခန်းရှိရာကြောင့်ဘယ်သူမှမှန်အောင်မထိုးနိုင်ကြပါဘူး။မှန်အောင်ထိုးကြတဲ့လူတွေတချို့ကချဲပေါက်ကြပေမဲ့အများစုကတော့နှလုံးသုံးလုံးထိုးရင်းနဲ့မွဲနေကြတာပါ။ဒါပေမဲ့လည်းအခုချိန်မှာတော့နှလုံးသုံးလုံးထိုးရင်းနဲ့မွဲတည်သွားတဲ့လူတွေကိုချဲပေါက်ထိုင်းတီပေါက်စေမယ်။တိကျတဲ့ကဏ္ဍတွေကွက်တိပြောပေးနေတဲ့သူရှိနေပါပြီ။ဘိုးတော်ဝင်းစိန်ပြောပြတဲ့ကဏ္ဍတွေပေးတဲ့ကဏ္ဍတွေဟာကွက်တိမှန်တယ်လို့ဆိုကြတာပါ။ဒါကြောင့်အခုတော့ဘိုးတော်ဝင်းစိန်ပေးတဲ့ချဲကဏ္ဍတွေနဲ့လူတော်သမီးများချဲပေါက်ကုန်ကြပြီလို့သိရပါတယ်။ဘိုးတော်ဝင်းစိန်ကသာဒီလိုမျိုးချဲကနန်းတွေကိုအကြားမြင်ရပြီးတော့ကွက်တိဟောနိုင်ဖို့အတွက်ငယ်စဉ်ကလေးကနေတမထတရားဘဝနာကျင့်စဉ်တွေနဲ့ကြင်ကြံအားထုတ်ခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်လည်းအခုဆိုရင်တော့ဘိုးတော်ဝင်းစိန်ဟာထွက်ရက်ပေါက်ပြီးမြန်မာတနိုင်ငံလုံးကိုကယ်တင်တော့မယ်လို့သတင်းထွက်နေရပါ။ဒီသတင်းတွေကတကယ်ဟုတ်သလားမဟုတ်ဘူးလားဆိုတာကတော့တိတိကျကျမသိရပါဘူး။ဒါပေမဲ့လည်းဘိုးတော်ဝင်းစိန်စီကနေချဲကနန်းတောင်းကြတဲ့လူတွေကတော့အုံလိုက်ကျင်းလိုက်ဖြစ်နေပါပြီ။ဘိုးတော်ကလည်းတနေ့ထက်တနေ့ချမ်းသာကြွယ်ဝလာတာအမှန်ပဲဖြစ်ပါတယ်။ဒီလူတွေကဘိုးတော်ဝင်းစိန်နေနဲ့မြန်မာတနိုင်ငံလုံးကိုကူညီမဆပြီးတော့ချမ်းသာအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်။အခုဆိုရင်ဘိုးတော်ပေးတဲ့ကဏ္ဍတွေနဲ့ချဲထိုးလို့ပေါက်တဲ့သူတွေကလည်းပေါက်ကုန်ကြပါပြီ။ဒီဗီဒီ